OK ငါအပြင်မှာလေလူချင်းတွေ့ပြီးတော့ပဲစကားပြောချင်တယ်ဦးလေး Hello ငါအပြင်မှာလူချင်းတွေ့ပြီးတော့ပဲစကားပြောချင်တယ် နင်းနဲ့ငါပြောစရာဘာကြောင်းမှမရှိတော့ဘူးငါ Hello အခုသိသွားပြီအခုနင်ပြောတဲ့စကားတွေအကုန်လုံးတက်သိသွားပြီ အဲ့ဒါဘာရှိတယ်လို့လဲငါပြီးပြီးတော့ညမလာလို့ food vlogger အေးသွဲရဲ့ပွဲကဒီလိုဘဲကြီးကစားရမလားဆိုပြီးအန်းတာစနုံမလေးကလည်းကျွေးတော့မလို့လို့နဲ့ရသလောက်နှုတ်ရောဇက်ပေါင်းတော့အမီးလေးဒိုးစီမဟုတ်ပဲအဝစားခြင်းရင်တခါစားသိန်း100ပေးလို့စနုံမလေးကပြောပြီးလောလောဆယ်တော့ခရီးထွက်ဖို့သိန်း30ပေးပြန်လာရင်အဝကျွေးမယ်ဆိုသိန်း30ဘဲကြီးစီကယူတငယ်နဲ့ခရီးထွက်ပြီးသူကအရင်အဝတီးနေတာဘဲကြီးကစနုံမလေးပြန်လာရင်တော့အရင်လိုအမီးလေးစံတငတ်မဟုတ်ပဲအဝစားရပြီဆိုဇောတွေကကတ်ပြီးတမျောပေါ့ပြန်ရောက်မယ်ဆိုတဲ့ရက်မှပြန်မလာတဲ့အပြင်ဖုန်းမှာ block ထားတော့စဉ်းစားကြည့်လေအရက်ကတို့ရဲ့ငတ်နေပါတယ်ဆိုမှစားကွက်ပါပျောက်ပြီဆိုပြီးဘဲကြီးခင်ဗျာဘလောက်တောင်မုံယိုနေလိုက်မလဲဆိုတာကိုအဲ့ဒါနဲ့ပဲခုလိုမျိုးအတန်ဖိုင်တွေဖြစ်လာတာပဲ ဟုတ်ကဲ့ဖုန်းပေါ်လိုက်လို့ပါ ဟုတ်ပါတယ်ဦးမြင့်လျောင်ဖုန်းဘလော့ထားလာစမ်းကြည့်တာပါဟုတ်ကဲ့ပါ အော်ဟုတ်ကဲ့ဘယ်လောက်ထားရလဲဘာဖြစ်လို့လဲမသိဘူးနော် မသိကျင်လို့လေဖုန်းဆက်ကြည့်တာပါဟုတ်ကဲ့ပါ အော် ဟုတ်ဘာကြောင့်ဘလို့လဲတော့မသိပါဘူးဗျာ အော်အကြောင်းမရှိလို့လေဘယ်လောက်လဲဆိုတာ ဟုတ်ပါဗျာ ရေးကြည့်လို့လားယင်ဘာနဲ့လက်ရှိလို့လဲ ရေးကြီးရဆိုတဲ့ဟာတော့ပိုရေးကြီးပါတယ် ဟုတ်ကဲ့ ဒါမဲ့ရေးကြီးတဲ့လူတော့ပါပဲအမိတော့အရေးမကြီးပါဘူး အော် Okay ဆိုလည်းပြီးတာပဲ ဟုတ်ကဲ့ဒီမှာကလောရောက်နေရယ်ဟုတ်တယ် ဟုတ်ကဲ့နော် ဟုတ်ကဲ့ဒီမှာပြပြစကားပြောဘာဖြစ်လို့ဖုန်းဆက်လာလဲ ဟာမင်းနဲ့ကျုံးနဲ့ဂျမ်းမှာဖုန်းမဆက်ရဘူးလားဟိုတနေ့ကပဲပတ်စံ330ခီးထွက်ဖို့ပေးလိုက်တဲ့လူတယောက်ကအဲ့ဒီနောက်ပိုင်းဘာမှဖုန်းဆက်စရာမလိုတော့ဘူးလား မဖွင့်သေးဘူးကိုရဘာဖြစ်လို့လဲ ခဏလေးကိုခဏ ပြောလိုက်စမ်းပါ ကိုခဏလေး စပီကာဖွင့်ပြီးပြောလိုက်စမ်းပါတတိရှိနေ ဘာလို့ဒီမှာပြောရမှာလဲ ပြောရမယ်လေမင်းအောက်စပွန်ဆာလိုဖာခံတာလိုနဲ့မင်းဆက်သွယ်ထားတာလေ ဟာ ပြောပါဦးမင်းကငါ့ကိုအချီကိုသိန်း100နဲ့ဆက်သွယ်ထားတာလေ ဟုတ်ပြီဒီမှာရန်ကုန်ပြန်ရင်တွေ့မယ်နော်ကိုခဏလေး ဒီလို ဟုတ်စပီကာ ဟယ်လို ကိုလည်းဘာပြောရမှာလဲကိုရဲ့ ဖေမင်းဘာပြောချင်အောင်ဖေ ကို မင်းဘာပြောချင်အောင်တော့ ဘာပြောရမှာလဲရောငါမင်းမကိုမေးလိုက်ရအောင်မင်းမနဲ့ငါနဲ့ကစပွန်ဆာမနစ်ကတနေ့လုံးသိန်းဆောင်ကျော်စပွန်ဆာပေးထားရရ ဟုတ်ပါ မင်းဘာလို့လိုချင်လဲငါ့ဒီမှာတောင်းလိုက်ငါထောက်ထားရကုန်ပေးမယ် โอเคဟုတ်ပြီကိုဘယ်လိုစပွန်ဆာမျိုးပေး မင်းဘာလို့လိုချင်လဲမင်းလိုချင်လိုက် ကို ခဏလေးဟုတ်ပြီကိုကျွန်တော်အကိုကိုဖုန်းဆက်မယ်ကို โอเค အဲ့ဒါလေးကြည့်ချင်လို့ပါဟုတ် โอเคမင်းကြိုက်တဲ့ရင်ဆက်လို့ရတယ်နော် ဟုတ်ကဲ့ကိုကျေးဇူးပါမဟုတ်ကျွန်တော်အဲ့ဒါလေးကြည့်ချင်တာဗျာ ငါနဲ့ဘယ်လိုပတ်လဲဆိုတော့ထောက်ထားပါပေးမယ် အော်ဟုတ်ကဲ့ကိုဟုတ်ကျေးဇူးပါကို အေးဟုတ်ပြီအေး ကျွန်တော်အဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်ကဲ့ အေးမင်းတော့ငါနာမည်တော့မသိဘူးလားမင်းเจ้าအေးတယ်ပြောနေအောင်ငါကြားနေတယ် ဟုတ်ကဲ့ကိုဟုတ်ဟုတ်ကဲ့ပါ မင်းနဲ့သူကွဲပြီးမှမင်းကဒုတိယရီးသားလို့တော့ပြောတယ်ကွာ ဟုတ်ကဲ့ကိုဟုတ် ဒီမှာရီးသားတော့ကဲမင်း လို့ရဦးမလျောင် ပြောပါဗျ ဦးမလျောင်ရန်ကုန်မှာဘယ်နေ့အားလဲ ဟိုမှာဘယ်နေ့အားလဲဆိုပြောစရာမရှိဘူးလေမင်းနဲ့ငါနဲ့စကားပြောစရာအကြောင်းကမရှိတော့ဘူးလေဒါမဲ့ဘာပြော ရှိပါတယ်အခုကဦးမလျောင်ကတိုင်းထောင်စီကျမစပွန်ဆာယူထားရတယ်ဆိုတော့ကျမမိသားစုကဦးနေလျောင်ထားလိုက်ပါတော့ဟိုပါလေဒီမှာစကားပြောရအောင် အော်ဒီ ဒီမှာလောတဲ့ စကားပြောဖို့ဆိုတဲ့ကိမင်းမဟုတ်ဘူးလားလို့ညင်းလိုက်တယ်ကွာ ကျမစပွန်ဆာယူထားရတော့မဟုတ်ဘူးလေဦးနေလျောင် စပွန်ဆာယူထားမဟုတ်ဘူးဆိုတာငါမင်းကိုမလောက်တာတခုပဲရှိတာလေမင်းနဲ့အင်္ဂလိပ်မှာ2ညဟိုတယ်မှာချိန်တယ်နော်ဘန်ကောက်သွားဖို့ချိန်တယ်အဲ့ဒီချိန်မှာငါလက်မခံခဲ့တာတွေပဲရှိတာလေအဲ့တော့ငါပေးထားတဲ့ ဦးနေလျောင် ထောက်ထားတယ်ကွာ ကို မန္တလေးမှာမနေ့ကမက်လ25 26 29မှာပြန်လာတယ်ဟိုတယ်က IB ဟိုတယ်ဟိုမှာသွားပြီးတော့ FM မှာရတယ်
ရတယ်လေဦးနေလျာ ပြော ဦးနေလျာအမျိုးသမီးရောဦးနေလျာရောကျမရဲ့ဒီစီစားနေရောပေါ့နော်ကျမတို့တွေ့စင်တယ် ဘာလို့ ကျမဖုန်းနဲ့ပြောတာဘာမဝင်ဘူး no ဖုန်းနဲ့ပြောတာဘာမဝင်ဘူးလောလောဆယ်ငါကလောရောက်နေတဲ့အတွက်ကြောင့်မလို့ငါ မင်းတို့အပျော် ဟဲ့ ရမလားလို့လုံးတဲ့အလုပ်ပဲလေ ဟဲ့ အဲ့တော့ ရတော့ဟိုတယ်လို့မှပဲကြည့်လိုက်လေကွာ နင်းစဉ်းစားကြည့်လိုက်လေဟဲ့ဦးနေလျာ မင်းကဖိုးတော်ဒီမှာလေငါဖိုးကိုသူဒီမှာတဲတယ်လေ20 သူပါလေ 23ရက်စတဲတယ်ကွာ ငါတို့မင်းနဲ့စဉ်းစားမှစကားပြောမယ်ဦးနေလျာ ငါမျိုးရောက်တာမရောက်လားမင်းအောင်မင်းစဉ်းစားဟုတ်ကဲ့ ငါအပြစ်မှာလေသူစင်းတွေ့ပြီးတော့ပဲစကားပြောနေတယ်ဦးနေလျာ ဟယ်လို ငါအပြစ်မှာလူချင်းတွေ့ပြီးတော့ပဲစကားပြောနေတယ် နင်းနဲ့ငါပြောစရာဘာကြောင်းမှမရှိတော့ဘူးငါအဲ့လို အခုသိသွားပြီအခုနင်းပြောတဲ့စကားတွေအကုန်လုံးတက်သိသွားပြီ အဲ့ဒါမရှိတာလို့လေငါပြီးတော့ညမလားလို့လုပ်တယ် အဲ့ဒီကကောင်းမနေ နင်းကျန်တာမပြောနဲ့နေခုကြီးနေတဲ့ကောင်အိမ်ဘောကငါပေးရတာ ရှိတယ်နင်းကိုလေရောငါလာတွေ့မယ် နင်းပေးနင်း ဟုတ်တယ်မရှိပါအဲ့ဒီကကောင်းမနေ နင်းကျန်တာမပြောနဲ့နေခုကြီးနေတဲ့ကောင်အိမ်ဘောကငါပေးရတာ ရှိတယ်နင်းကိုလေရောငါလာတွေ့မယ် နင်းပေးနင်းစီးနေတဲ့ကားအခု300ငါပေးထားတဲ့ပတ်စံပဲကဲဘာပြောနေခုနေတဲ့အိမ်2နှစ်စာငါပေးထားတာအဲ့တော့ ဟာလေ ဟိုဝတ်ထားတဲ့လက်စွပ်အဝတ်ပေးထားတာပဲဘာညင်းအောင်မလဲ ဘယ်မှာလဲနေဝထားငါပေးရလဲဆို အဲ့ဒါမှပုံစံမဟုတ်ဘူးနင်ကပါလဲဟမ်နင်ကဖားပဲလာပဲဖြစ်နေပြီစမွန်တော့မဟုတ်တော့ဘူးတရက်ကို300ငါစီမှာတောင်းနေပြီလေကဲဘာညင်းအောင်မလဲ ဟုတ်တယ်သူစနေ ငါမှအကုန်ရှိတယ် ဟာဦးလေးရောမြစ်တာ ဘာပြောချင်လဲပြောချင်တာပြောလို့ရတယ်ဒီကနေ့ကတိုင်းတာကြည့်တယ်ကွာခွင့်လွတ်တဲ့ဆိုတာလည်းအခြေအနေရှိတယ်လူကိုစောက်ကြီးလို့ပြီးတော့ဟိုဟာဖြစ်နေရင်တော့ဒါမျိုးကတော့မရဘူးကွာနော်တဲ့ကောင်လာတဲ့ငါကြောပြပေးမယ် ပုံမလုပ်ခံပြော ငါက တဲ့ကောင်လည်း အမဟိုးလို့ထားလို့လေဟိုးမလို့ထားဘူးဒါမဲ့ပြောနေတာ တဲ့ကောင်လာခဲ့ဟိုးလောက်ထားတာငါစီကိုဘာသမားမလာဘူးတီးလုံးမဲ့လာတာ ဖက်နေကြတော့ချစ်ချင်းနေတာပါဆိုငါ့ကိုအဆင်ပြေစေချင်တာငါ့ကိုအောင်မြင်စေချင်တာငါ့ဘဝမှာအခက်အခဲမရှိစေချင်တာ အေးအဲ့ဒါကချစ်ချင်းမြတ်တာဆိုတာကနေနဲ့ငါရဲ့တို့ဟာဒီဘာမဟုတ်တာနင်းကိုချစ်ချင်းမြတ်တာနဲ့ခွာဆိုတာယောက်ျားလေးကအိမ်တော်ရှင်ယောက်ျားတိုင်းကချစ်ချင်းမြတ်တာဆိုလှုပ်ဖို့ပဲဟေးအဲ့ဒါလှုပ်ချင်လို့ပဲမှတ်တာအိမ်တော်ရှင်ယောက်ျားလေးမှန်သမျှတော့အဲ့ဒါချစ်ချင်းမြတ်တာဆိုတာဖြစ်ဘူးလှုပ်လို့ ဒီစကားတွေကိုငါဒီစကားတွေကိုနေပြောပြတယ်နော် ဒီကောက်ပဲနော် ဘာလို့မပြောရမှာလဲနင်းနဲ့ငါနဲ့ပတ်သက်မှုမှာဒါပဲလေနင်းနဲ့ငါစပတ်သက်တဲ့ကနင်းကအခုခေတ်ပြောတဲ့ကြားဖြန့်လူမျိုးငါ့ကိုလာပြီးတော့နင်းဆက်သွယ်လာတာလေမေယနာအကောင့်နဲ့ငါ့ကိုဆက်သွယ်လာပြီးတော့အဲ့ဒီကနေမှနင်းအခုနင်းသမီးကိုနင်းဟို ဘယ်မင်းနာဘယ်ဟိုမင်းနာအကောင့်နဲ့ငါနဲ့ကိုဆက်သွယ်လာ ဟာတော့အေးသွဲ ကိုဘရကိုဒီစီဖန်တာစမ်းပါ တော့အေးသွဲ ငါတို့စသက်ခဲ့တာငါတို့စသက်ခဲ့တာမျိုးမရှိဘူး တော့အေးသွဲကျိန်ရဲလားတော့အေးသွဲကျိန်ရဲလားကျိန်ရဲ ငါ တော့ လည်းစိတ်ရဲတယ် ကားမောင်းနေတာမင်းအရိယာနဲ့မဟုတ်ဘူးဆိုရင်ငါအခုကားမောင်းနေရတဲ့ချော်လုံးမှာအဲ့ဒီကအက်ဆီဒန့်ဖြစ်စေငါဘက်ကကျိန်လိုက်ပြီမင်းအဲ့ဒါဆိုရင်မင်းအဲ့ဒီအားကမေယတနာအကောင့်နဲ့ငါ့ကိုဆက်သွယ်ပြီးတော့အဲ့ဒီရဲ့ဟာကနေဆက်လာတဲ့ကိစ္စမဟုတ်ဘူးလို့မင်းမှန်တယ်ဆိုရင်ငါစားသမျှအစိတ်ဖြစ်စေမင်းမြတ်ဒုက္ခဖြစ်စေ no အခုဒီလိုကျွန်တော်ကအကိုတော့တီးတော့တီးတယ်ဒါပေမဲ့အကိုတို့အလုံးနဲ့ပတ်သက်တယ်လို့ကျွန်တော်ကသိထားတာအကိုရာသိလား ဟုတ်လေဒါကျွန်တော်အခုပြောတဲ့ဆိုတာကလေးစားမှုကိုအခြေခံပြီးပြောတာ မင်းသိရင်မင်းဘာလို့လုံးနဲ့ပတ်သက်ပြီးပြောဆိုတော့ငါကအဲ့မှာနိုင်ဆိုင်ဖွင့်ဖို့ကိစ္စတို့ဘာတို့မှ ဟုတ်ကဲ့ ဒီဟာကမင်းရှိတာလည်းငါသိတယ်နော်ဒါပေမဲ့မင်းက X ပဲသိတာမင်းနဲ့တက်သွားတယ် ဘယ်ဟိုအဲ့ နောက်ပြန်ပြီးတော့ဆက်သွယ်တော့မှမေလာတော့မှ2025မေလာတော့မှမင်းနဲ့ဖြစ်တယ်လို့ငါသိ ဟုတ် တာ ကဲ့ကို နော် ဟုတ်ကဲ့ကိုဟုတ်ကဲ့ ဒီကတော့2024 ဟုတ် ဖေဖော်ဝါရီငါမပုံနေရှိတယ်ကွာမှတ်တမ်းနေရှိတယ်ကွာဟုတ်လားနော် ဟုတ်ကဲ့ကိုကျွန်တော်ဟုတ်တယ်လိုက်ပါမယ်အခုလည်း မတုံးမလို့ဘူး
နော် ဟုတ်ကဲ့ပါကိုဟုတ် အဲ့တော့ဒီအနေထားမှာ ဒီဟိုကားကိစ္စတို့အင်ကိစ္စတို့ကအကိုတီးတန့်ကို financial အနေနဲ့ support လုပ်ထားတာပေါ့ပတ်စံပေးထားတာပေါ့ ညီလေးအဲ့ပထမဆုံးရေပေါ်အဲ့ဒီနော်ကိုထုတ်ဟွာကူဒီကိုတီပေးလာတယ်သူတရားဒီကောင်ဆက်လိုက်ပါမှာ300ကြီးတယ် ဟုတ်ကဲ့ကို အကုန်လုံးပြပါတယ်ညီလေး ဩဟုတ်ကဲ့ဟုတ် တရားဒီကောင်မှညီလေးစစ်မဲ့ဆိုရင်ဟိုလောက်မှဇူလိုင်လကုန်နောက်ပိုင်းနဲ့ဩဂတ်လဇန်ဆို29ရက်နေ့ဇူလိုင်29ထင်မယ်အဲ့မှာ300 103ကြီးလွှဲထားတယ် ဩဟုတ်ကဲ့ အေးညီလေး တီးတန့် तू ကအကိုကပေးတာလား तू ကတောင်းတာလား ညီလေး ဟုတ် तू ကတောင်းတာလားဆိုတဲ့စကားလုံးကိုဘယ်လိုဖြေရ အဲ့ဘောဘယ်လိုလုပ်တော့တောင်းမှာ